ဒီနေ့မှာတော့ကိုအတ္တကိုမြင်ရင်ဆိုတဲ့ကောင်းစက်နဲ့ဟောပါမယ်တတ္တဝါဆိုတာကတော့ဒီအတ္တပါလာတာပဲတရားမမြင်ခင်ကာလမှာငါအတွက်ပဲငါဒီစိတ်အမြဲရှိကြတယ်ငါအတွက်ငါစားဖို့ငါအောင်မြင်ဖို့အဲ့ဒီစိတ်ကနေပြီးတော့ဒီအတ္တစိတ်ကနေပြီးသူတော်ကောင်းစိတ်ကိန်းလာမယ်အချိန်ကြလို့ရှိရင်ပရစိတ်ပေါ့နော်ပရအကျိုးကိုစဉ်းစားတဲ့စိတ်ဖြစ်လာရင့်ကျက်လာတဲ့အခါကျရင်ဘဝကိုအဓိပ္ပာယ်ရှိတဲ့ဘဝနဲ့ရင်ကြော်ဖြတ်ချင်လာတယ်။နောက်နိဗ္ဗာန်ရဲ့အကြောင်းဖြစ်စေဖို့အလုပ်တွေလုပ်ချင်လာတယ်ဒီအခါမှာပရအကျိုးအတွက်စဉ်းစားလာတယ်။သူတစ်ပါးအကျိုးအတွက်စဉ်းစားပြီးဆိုလို့ရှိရင်ပထမဦးဆုံးမေတ္တာကိန်းနေရအဲ့တော့ကိုယ်အတ္တကိုလည်းလျှော့ထားကိုကျိုးများအတွက်တဲ့သူကသူများအတွက်သူစဉ်းစားပေးလို့မရဘူး။ဘာကြောင့်အတ္တတအားဖုံးလွှမ်းနေတာကိုအတ္တတအားဖုံးလွှမ်းနေတဲ့အချိန်ကြတော့သူတစ်ပါးကိုမြင်ကုန်မမြင်တာအဲ့ဒါသူတို့အမှားမဟုတ်အတ္တတအားများနေတော့ဒီတော့ငါရရင်ငါဘယ်လောက်ရမယ်ငါဘယ်လောက်မြတ်မယ်ဆိုတဲ့အရာသာစဉ်းစားနေတော့ကိုအကျိုးယူလိုက်တဲ့အတွက်ကြောင့်တစ်ဖက်သူများနစ်နာသွားမလားလို့မေတ္တာထားလို့မရဘူးအဲ့တော့ဒီအတ္တကိုလျှော့ချကိုအတ္တကိုလျှော့ချကိုအတ္တကိုမြင်အောင်ကြည့်ငါတကူကောင်းဆန်နေသလားငါအတ္တတွေများနေသလားကိုဘာသာကိုပဲပြန်ပြီးတော့ကြည့်တရားကျင့်တယ်ဆိုတာကိုအဲ့ဒီလိုပြန်ကြည့်တာကိုပြန်မြင်တဲ့သူဟာဒါတရားမြင်တဲ့သူပဲကိုတဏ္ဍာမှာဘယ်တရားကများနေတာလဲအကုသိုလ်များနေတာလားကုသိုလ်များနေတာလားသူမြင်တယ်လောဘများနေတာလားတရားစိတ်များနေတာလားသူမြင်တယ်အဲ့တော့အညိုတေးများနေတာလားသို့မဟုတ်ခွင့်လွတ်စိတ်တွေများနေတာလားမြင်ပါတယ်မမြင်ပဲမရှိဘူးရှင်းကျက်လာတဲ့အခါကျသိလာတော့အခါကျတော့ကို့မှာအတ္တတွေကြီးနေပြီဆိုရင်ဘေးလူတွေလောင်တယ်မတိမတာနဲ့ကိုကတော့မသိဘူးငါစားဖို့ငါရဖို့လှုပ်လိုက်တာပဲပါလေးလှုပ်လိုက်တာပဲဒါပေမဲ့ခံတဲ့သူကသိတယ်အတ္တကြီးတဲ့သူအနားမှာနေတဲ့သူတွေကလောင်ကိုလောင်တာဘာကြောင့်သူတို့ရဲ့အကျိုးလေးတွေပဲ့ပါသွားတာဟုတ်လူတိုင်းဒီကို့အကျိုးကိုတော့ကြည်နေကြတာကြီးပဲရနေရင်တော့မသိတာလားနည်းနည်းယော့သွားတယ်ခံလိုက်ရတယ်ဆိုရင်သိကြတာကြီးပဲဒါကြောင့်ကို့ကြောင့်ဘေးလူပူလောင်တယ်အတ္တကြီးနေတဲ့အခါဘေးလူတွေကိုဒုက္ခရောက်စေတယ်ကိုနဲ့ပတ်သက်တဲ့လူကိုအတိုင်းဝိုင်းကလူတယောက်အတ္တကြီးမှုကြောင့်အကုန်လုံးလူများစွာဒုက္ခရောက်ရတတ်တယ်သူတော်ကောင်းတွေပဲဖြစ်နေပါစေအောင်တော့အတ္တကြီးတဲ့သူတယောက်ကြောင့်သူတော်ကောင်းတွေပါခံရတတ်တယ်ဘာကြောင့်လဲဆိုတော့အတ္တကြီးတဲ့သူလှုပ်တဲ့အလုပ်တွေကအကုန်လုံးလောင်စေဖို့ကြီးပဲကိုဒီလိုဆိုတော့ကိုအတ္တကိုမြင်အောင်ကြည့်ကိုအချင်းချင်းလူနည်းစုလေးနဲ့ပဲကိုနေမယ်ဆိုလေဒါဖရာတရားတော်အရာဆိုနေလို့ရတာတယောက်တည်းနေမယ်ဆိုလဲနေလို့ရတာကိုတန်ရောစင်ပြတ်ဖို့ပဲလိုတာအဲ့လိုတယောက်တည်းနေဖို့ကြိုးစားပြီးဆိုလို့ရှိရင်လည်းအတ္တကျိုးမကြည့်တော့ပဲနဲ့ပရအကျိုးအများအေးချမ်းစေဖို့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာလည်းဒီအတိုင်းပဲတရားကျင့်တယ်ဆိုတာလည်းဒီအတိုင်းပဲကိုကတရားကျင့်တယ်ကိုမှတမာတိရှိတယ်ဆိုကိုလှူတယ်တန်းတဲ့သူစသည်ဖြင့်ကိုနဲ့ပတ်သက်လို့ဆက်ဆံရတဲ့သူတွေမှာကုသိုလ်ရတယ်အဲ့တော့သူတို့ကုသိုလ်ရပါစေဆိုတဲ့စိတ်မျိုးနဲ့ဆိုတော့သူတို့အကျိုးအတွက်ကိုကြည့်ပြီးတော့လုပ်တော့တာကိုမှလောဘနည်းလေဒေါသနည်းလေမောဟနည်းလေကိုနဲ့ပတ်သက်တဲ့သူတွေမှာအကျိုးများလေကိုအတ္တနည်းလေကိုပတ်ဝန်းကျင်အကျိုးများလေဒီလိုဖြစ်တော့ကိုစိတ်ကိုအမြဲတမ်းပြန်ပြီးတော့ကြည့်အတ္တစိတ်မရှိစေနဲ့ကိုကျိုးသိမ့်မကြည့်နဲ့အားလုံးမျှမျှတတညီတူညီမျှစားကြတောက်ကြအကျိုးတူပူပေါင်းကြဆိုတော့မှပြောစရာလူပေါင်းအဖွဲ့အစည်းဖြစ်တာမဟုတ်ရင်ပြဿနာတွေမွေးနေတယ်လို့ပဲအတ္တကြီးတဲ့သူတယောက်ကြောင့်ပြဿနာတွေပိုများလာတတ်တယ်အတူနေသူတွေလည်းမပြောကြတော့အမုန်းတွေအညိုအတေးတွေဒါတွေနဲ့ပဲဒါတွေပေါက်ပွားလာစေဖို့လူတယောက်ရဲ့အတ္တကြောင့်ပေါက်ပွားလာစေတာဒါကြောင့်ကိုယ့်အတ္တကိုမြင်အောင်ကြည့်ရမယ်တရားများများစင်ခြင်းတရားများများအားထုတ်ပြီးတော့ကိုယ်စိတ်ကိုမြင်အောင်ကြည့်ပြီးကိုယ်အတ္တတွေပဲကိုလျှော့သူတစ်ပါးကိုကြည့်မနေနဲ့ပူလောင်တဲ့အကုသိုလ်များတယ်ကိုယ်အတ္တကိုကြည့်ကိုယ်အတ္တကိုလျှော့အလိုလိုနေရင်ကိုယ်အစအေးတယ်ပြီးရင်ကိုယ်ပတ်ဝန်းကျင်အကုန်လုံးအေးချမ်းသွားတယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတရားအမြဲကျင့်ကြံနိုင်၍ကိုယ်အတ္တကိုမြင်ရင်လျှော့ချနိုင်၍မိမိသူတစ်ပါးအေးချမ်းစေသောအလုပ်တွေလှုပ်ဆောင်နိုင်ပါစေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ